အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့မိခင်ဘာသာစကားဆိုတာကလူတစ်ယောက်ရဲ့ကြီးပြင်းလာခဲ့တဲ့ပတ်ဝန်းကျင်အဲ့ဒီလူရဲ့ပင်ကိုအချင်းစရိုက်ဒါပြီးလို့ရှိရင်သူ့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုနောက်ပြီးသူ့ရဲ့ခံစားချက်တွေနဲ့နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေတဲ့အရာတစ်ခုလိုပဲထင်ပါတယ်ကတော့ကျွန်တော်ကလေးဘဝတုန်းကအမတ်တရားတွေမိသားစုနဲ့ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ယဉ်ကျေးမှုတွေအားလုံးဟာကျွန်တော်ရဲ့မိခင်ဘာသာစကားဖြစ်တဲ့မြန်မာစကားမှာကြည့်ရောက်နေပါတယ်။ဒါအပြင်ဒီဘာသာစကားကအိယာဝင်ပုံမြင်တွေအိမ်မှာပူပူနွေ့နွေ့ချက်ပြုတ်ထားတဲ့ဟင်းလျာတွေနောက်ပြီးလို့ရှိရင်ဘဝရဲ့တမိုးမဖြတ်နိုင်တဲ့အမတ်တရားတွေအများစုရဲ့ဘာသာစကားလေးဖြစ်ပါတယ်။တခြားဘာသာစကားတွေကိုအသုံးပြုနေရတာတော့မှတကယ်လို့ကိုယ့်ရဲ့ဒီရင်တွေကခံစားချက်တွေကိုအရှိတိုင်းဖွင့်ဟချင်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်စိတ်ထဲမှာဗမာစကားကပဲအလိုလိုနေရာယူလာတတ်ပါတယ်။ AP ကိုလာပြီးတော့အိမ်ကနေဝေးကွာပြီးတော့နေထိုင်နေရတဲ့နောက်မှာကိုယ့်ရဲ့မိခင်ဘာသာစကားကဘယ်လောက်ထိနှွေးထွေးမှုပေးနိုင်လဲဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုပို့ပြီးတော့နားလည်လာခဲ့ပါတယ်။နောက်ပြီးမြန်မာနိုင်ငံလာတဲ့တငယ်ချင်းတွေမိသားစုတွေနဲ့ဗမာလိုပြောတာဖြစ်ဖြစ်ဗမာစကားကိုကြားလိုက်ရတာဖြစ်ဖြစ်ဒါလေးကကိုယ့်ရဲ့ရုပ်ဝန်းလေးပဲဆိုရဲခံစားချက်ကိုပြန်လည်ရရှိလာစေပါတယ်။တစ်ချိန်တည်းမှာပဲနိုင်ငံကိုပြောင်းပြီးတော့နေထိုင်ရတာတွေဘာစကားမျိုးစုံနဲ့ထိတွေ့ရတဲ့ပတ်ဝန်းကျင်တွေမှာကြီးပြင်းလာတာကြောင့်မလို့လူတွေတော်တော်များများကသူတို့ရဲ့မိခင်ဘာသာစကားနဲ့တဖြည်းဖြည်းဝေးကွာပြီးတော့မေ့ပြောက်လာတာကိုလည်းသတိထားမိလာပါတယ်။ဒါကြောင့်ပဲမိခင်ဘာသာစကားဆိုတာကတမိုးထားမဲ့အရာတစ်ခုသာမကပဲနဲ့ကာကွယ်ပြီးတော့ထိမ့်သိမ်းထားတဲ့အရေးကြီးတဲ့တမိုးရှိတဲ့အရာတစ်ခုလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။